Net Fine Channel နဲ့ပြန်လဲကြိုဆိုပါရစေအဲ့တော့အခုက Precalculus Series 1ကိုသင်နေတာပေါ့နော်အရင်ကဗီဒီယိုတွေမှာဒီ real number အကြောင်းပြီးတော့ interval နဲ့ inequalities အကြောင်းတွေကိုလေ့လာပြီးသွားပြီအဲ့တော့အခုကကျတော့ absolute value အကြောင်းကိုလေ့လာမယ်ပေါ့နော်အဲ့တော့ absolute value ဆိုတာဘာလဲဘယ်ဟာတွေကိုသိရမလဲဆိုတဲ့ဟာကိုဆက်ပြီးမှလေ့လာကြရအောင်အဲ့တော့အရင်ဆုံး absolute value ဆိုတာကကျတော့ဒီ number ပေါ့နော်အဲ့တော့ absolute value ဆိုရင်ကျမတို့ဒီရှင်းလေးရိုးရှင်းလေးဒီ bracket ထဲမှာထည့်တယ်အဲ့တော့ absolute ကဘာလဲဆိုရင် distance ပဲပေါ့နော်သူက distance ကိုညွှန်းရှင်းတာပဲဖြစ်တယ်အဲ့တော့arrow ပေါ့နော်ဒီ number line ကိုဆွဲမယ်အဲ့ဒီမှာ a to 0 0 to a အဲ့တော့ဒီမှာ0ရှိမယ်ဒီမှာ minus a ရှိမယ်ဒီက positive a ရှိမယ်အဲ့တော့ absolute value ဆိုတာက minus a ကနေ a အထိဥပမာအဖြစ်ယူမယ်ဆိုတော့ number ပေါ့နော် absolute value အဲ့တော့ physics နဲ့ဆက်ဆက်မယ်ဆိုတော့ scalar လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ direction အပေါင်းအနှုတ်ကိုမကြည့်ဘူးကျမတို့တွေတွေ့ရပမာဏကိုပဲကြည့်ရယ်เนาะဥပမာအဖြစ်ကျမတို့တွေဒီ distance တွေအကွာအဝေးတွေတိုင်းတဲ့ခါမှာကျမတို့အနှုတ်5မီတာအနှုတ်3မီတာလို့ဘယ်တော့မှမသုံးဘူးပေါ့เนาะကျမတို့ရိုးရှင်းလေးဥပမာအဖြစ်ဒီကနေဒီအထိဆိုလို့ရှိရင် value တစ်ခုရှိမယ်ပေါ့เนาะအဲ့တော့ let's say 5 meter ရှိမယ် okay အဲ့တော့အဲ့ဒါ absolute value အဲ့တော့ဒီမှာပြောထားတာက a က0ထက်ကြီးတယ်ဆိုလို့ရှိရင်ဒီမှာဒီက positive 1ထပ်ထားကြည့်မယ်ပေါ့နော်အဲ့တော့သူကကြတော့ absolute a ကဘာပဲလဲ positive a အဲ့တော့ absolute a ကဘာလဲဖြစ်နိုင်လဲဆို negative a ဖြစ်နိုင်တယ်ဘယ်အချိန်မှာလဲ a က less than 0 a less than 0ဆိုရင်ဒီဘယ်ဘက်ကိုသွားကြည့်မယ် negative 1 okay အဲ့တော့ positive absolute ဆိုတာကသူကdistance နဲ့အတူတူပဲပေါ့နော် number ကိုပဲယူတယ် direction ကိုမကြည့်ဘူးအပေါင်းအနှုတ်ကိုမကြည့်ဘူးပေါ့နော် okay အဲ့ဆိုလို့ရှိရင်ဥပမာဒီဟာလေးကိုကြည့်ကြည့်မယ် modulus of 3x - 2ကိုတဲ့ absolute value symbol မသုံးဘဲနဲ့သူ့ကိုဖော်ပြခိုင်းတယ်အဲ့တော့ 3x - 2เนาะ modulus ဆိုတော့ခုန theory တင်ခဲ့တဲ့အတိုင်းပဲ2မျိုးရှိမယ်positive 3x - 2နဲ့ negative 3x - 2 okay positive ကဘယ်အချိန်မှာလဲ if 3x - 2ကဘယ်အချိန်မှာလဲ0ထက်ကြီးတဲ့အချိန်သူက negative တောင်ပို့ကကြတော့ဘယ်အချိန်မှာလဲ 3x - 2က0အောင်ငယ်တဲ့အချိန် okay အဲ့တော့ဒီနှစ်ခုကြည့်မယ်အဲ့တော့ x ရဲ့တန်ဖိုးကိုရှာမယ်ဘယ်လိုရှာမလဲတစ်ခုချင်းစီကိုရှာမယ်အဲ့တော့ x ရဲ့တန်ဖိုးဆိုလို့ရှိရင်ဒီဘေးနားမှာပဲတွက်လိုက်မယ်ပေါ့နော် x ကဒါတော့အကျမ်းမှာရှာပါเนาะအဲ့တော့ 3x - 2ဆိုရင် x ကဘာဖြစ်သွားမလဲ greater than equal 2/3 ဟုတ်တယ်เนาะပြီးတော့နောက်တစ်ခုကကျတော့ x ကဘယ်အချိန်မှာ0အောင်ငယ်တဲ့အချိန်မှာဆိုရင် x ကဘယ် less than 2/3 ဖြစ်သွားမယ် okay အဲ့တော့ 3x - 2အကယ်၍ x က 2/3 okay ပြီးတော့သူကအနုတ်ကိုဝင်မြောက်တော့ -3x + 2ဒါအကယ်၍ x က less than 2/3 okay အဲ့ဆိုရင်ဒီဟာခုန property ကိုသုံးမှရှင်းလိုက်တာပဲဖြစ်ပါတယ်နောက်တစ်ခုကိုသွားမယ်ဆိုလို့ရှိရင်ဒါ property ပေါ့နော် property ကကြတော့လွယ်လွယ်လေးပဲ modulus of x ab ကmodulus of a နဲ့တူတယ်ဥပမာဖြင့် a ကကြတော့ let's say a က2 b က3เนาะအဲ့ဆိုရလို့ရှိရင် modulus of ab ကကြတော့ modulus of 2 into 3 okay အဲ့ဒါပါလဲ modulus of 6ကဘာနဲ့တူတူပဲလဲ6နောက်တစ်ခုက modulus of a က2 modulus of b ကလည်း3အဲ့တော့ modulus of b ကကြတော့2 into 3 okay အဲ့တော့6ဒါပဲเนาะပြီးတော့နောက်တစ်ခုကကြတော့ a ကကြတော့6 b ကကြတော့3အဲ့တော့ modulus of 6/3 modulus of 2 okay ဆိုတာဘာနဲ့တူတူပဲလဲ2ပြီးတော့နောက်တစ်ခုကကြတော့ a က6 modulus of 3 6/3 okay အဲ့တော့2เนาะအဖြစ်အတူတူပဲနောက်ဆုံးတစ်ခုကလည်း a ကကြတော့2/n ကကြတော့ let's say n က3เนาะအဲ့တော့8 modulus of 8ဆိုတာ8เนาะနောက်တစ်ခုကကြတော့2 cube အဲ့တော့ modulus of 2ဆိုရင်2ပဲ2 cube 8အဲ့တော့ဒီ property ကဒါရှင်းနေမယ်ပေါ့เนาะဘာမှမခက်ဘူးနောက်တစ်ခုကကြတော့အကယ်၍ a modulus of a ဆိုတာဘာလဲဖြစ်နိုင်လဲ if and only if plus or minus ပေါင်းနဲ့လည်းညီနိုင်တယ်အနုတ် a နဲ့လည်းညီနိုင်တယ် less than ဆိုလို့ရှိရင်
minus a နဲ့ a ကြားမှာရှိတယ်ပြီးတော့ x က modulus of x က a ထက်ငယ်ကြီးရဆိုလို့ရှိရင် greater than less than เนาะဒီလိုလေးပြပေးရမယ်အဲ့တော့ example လေးတွက်ကြည့်မယ်ပေါ့เนาะအဲ့ဒါဆိုရင်ပို့ပြီးမှရှင်းသွားမယ် okay example ကကြတော့သူကပေးထားတယ် solve square root of 2x minus 5 equal to 3 okay ဒါကိုရှင်းခိုင်းတယ်အဲ့တော့ကျမတို့တွေဘယ်လိုရှင်းကြမလဲအဲ့တော့ modulus ဆိုတဲ့တန်ဖိုးကအပေါင်းနဲ့လည်းအပေါင်း3နဲ့လည်းညီနိုင်တယ်လို့အနုတ်3နဲ့လည်းညီနိုင်တယ်ဟုတ်တယ်နော်အဲဒါကြောင့်မလို့ 2x minus 5ကကြတော့အပေါင်း3ဒါမှမဟုတ် 2x minus 5ကကြတော့အနုတ်3 okay အဲ့ဒါကိုရှင်းမယ်ဆိုရင် 2x ကကြတော့နှစ်ဖက်စလုံးကို9သွားနှုတ်တော့3 minus 9သွားပေါင်းမယ်အဲ့တော့ 2x ကကြတော့8 x ကကြတော့ဘယ်လောက်ဖြစ်သွားမလဲ2နဲ့စာတော့4ဟုတ်တယ်နော်ပြီးတော့ဒီဘက်ကိုသွားမယ်ဆိုရင် 2x နှစ်ဖက်စလုံးမှာ9ပေါင်းမယ်အဲ့တော့ 2x ကကြတော့ 2x equal to 1ဒါကြောင့်မလို့ x က4 or 1 okay အဲ့တော့ now example တစ်ခုကကြတော့ modulus of y less than 2 okay less than ဆိုလို့ရှိရင်ခုနကဒီမှာဟုတ်တယ်နော် less than ဆိုလို့ရှိရင်သူကဘယ်လိုဖြစ်နိုင်လဲnegative နဲ့ positive value ကြားမှာရှိမယ် okayဆိုလို့ရှိရင်သူက x minus 5ကအနုတ်နှစ်ထက်ကြီးမယ်အနုတ်နှစ်အောင်ငယ်မယ် okay အဲ့ဆိုလို့ရှိရင် x ရဲ့တန်ဖိုးကနှစ်ဖက်စလုံးကို9တော့ပေါင်းမယ်ဟုတ်တယ်နော်အဲ့ဒါမှာအလယ်မှာ x ကျန်မယ်အဲ့တော့3 less than x less than 7 okay အဲ့တော့ဒါကို number line မှာပေါ်ပြမယ်ဆိုလို့ရှိရင်ဒီမှာ0 let's say ဒီမှာက3 5ခွန်နော်3 5ခွန်ဒီလိုပေါ်ပြမယ်ဆိုလို့ရှိရင်အဲ့တော့ x ရဲ့တန်ဖိုးက3နဲ့5ကြားမှာရှိမယ်3နဲ့9ကြားမှာရှိမယ် sorry ပြီးတော့ equal sign မပါတဲ့အတွက်ကြောင့်မို့လို့အပြည့်မချေရအောင်နော် hollow circle လေးထားပေးမယ် okay ပြီးတော့ဒီ solution set ပေါ့နော် solution set ကိုစဉ်းစားမယ်ဆိုလို့ရှိရင်ဒီ final solution set ဆိုလို့ရှိရင်3,7 round bracket ပေါ့နော်ဘာလို့ round bracket လဲဆိုလို့ရှိရင် equal sign မပါလို့နော် okay okay အဲ့တော့ဒါနောက် example တစ်ခုပေါ့နော် modulus of 3x plus 2 greater than equal 4 ဒါဆိုလို့ရှိရင် properties အရာ 3x plus 2ဟာဒီ properties ကဒီမှာပေါ့နော် greater than ဆိုလို့ရှိရင် greater than or less than အဲ့တော့ greater than equal 4ဒါမှမဟုတ် 3x plus 4ဟာ less than equal minus 4ဟုတ်တယ်နော်အဲ့တော့နှစ်ဖက်စလုံးကို2နှုတ်လိုက်တော့4 minus 2 3x greater than equal 2အဲ့တော့နှစ်ဖက်စလုံးကို3နဲ့စားလိုက်တော့ x greater than 2 over 3 or ဒီဘက်ကကြတော့ 3x plus 2 less than equal negative 4အဲ့တော့ 3x less than negative 4 negative 2 0 3x less than equal negative 6 x less than negative 2အဲ့တော့ number line မှာပေါ်ပြမယ်ဆိုလို့ရှိရင်သူကဒီမှာ2 over 3နဲ့ဒီမှာ negative 2ရှိရနော်အဲ့ဆိုလို့ရှိရင် sorry ပေါ်ပြမယ်ဆိုလို့ရှိရင်ဒီမှာ2 over 3နဲ့ဒီမှာ negative 2အဲ့တော့ x ရဲ့တန်ဖိုးက equal sign ပါတော့ပြည့်ချင်မယ်ပြီးတော့ x over 2ထက်ကြီးတယ်เนาะပြီးတော့ negative 2အောင်ငယ်အဲ့တော့ x ရဲ့ solution set ဒါမှမဟုတ် domain ဆိုလို့ရှိရင်သူကဒီက negative infinity ဒီမှာ positive infinity အဲ့တော့သူက negative infinity ကနေ negative 2 square bracket เนาะ union square bracket 2 over 3နဲ့ positive infinity okay so this is the answerအဲ့ဆိုလို့ရှိရင် questions တွေရှိလို့ရှိရင် comment box မှာမေးထားလို့ရတယ်ပြီးတော့ဒီ 101 tutoring mathematics tutoring service ကိုယူချင်တယ်ဆိုလို့ရှိရင်ဒီ email changsamonghong@gmail.com ကိုဆက်သွယ်ပေးပါအားလုံးပဲအဆင်ပြေချုံးမွေးတဲ့နေ့လေးဖြစ်ပါစေ bye bye see you in my next video